တနေ့ကတော့ရေအကြောင်းလေးပြောခဲ့တယ်ပေါ့နော်ရေနဲ့ connect လုပ်ပုံလေးရေရဲ့အရေးပါပုံလေးသူ့မှာ memory တွေရှိတဲ့အကြောင်းပြောခဲ့တယ်ပေါ့နော်ဒီနေ့မှာတော့အဲ့ဒီဓာတ်ကြီးလေးပါတွေကနောက်တစ်ခုဖြစ်တဲ့လေပေါ့နော်လေအကြောင်းအဲပေါ့အဲ့လေးနဲ့ပတ်သက်ပြီးပြောပြချင်တယ်လေကလည်းလူတယောက်အသက်ရှင်မှုအတွက်လုံးဝကို essential တွေမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပေါ့နော်ကျမတို့အသက်ရှင်နေတယ်ဆိုတာဒီလေရှုနိုင်နေလို့အသက်ရှင်နေတာပေါ့နော်လေတာမရှုနိုင်တော့တဲ့တရက်ဆိုလို့ရှိရင်အသက်လည်းရှင်တော့မှာမဟုတ်ကျမတို့ခန္ဓာကိုယ်ထဲမှာလည်း life force energy ရရှိတော့မှာမဟုတ်ပေါ့နော်အဲ့ဒီဟာကြီးအရင်ရေးကြည့်ရပြီးတော့ဒီလေကသူကခန္ဓာကိုယ်ထဲမှာဆိုလေလေထိုးလို့လေအောက်လို့ဘေးနေရနာမှမသိဘေးနေရထိုးမှမသိဒီခန္ဓာကိုယ်ထဲမှာပဲပေါ့နော်အဲ့လိုမျိုးလဲကြားဖို့ရမှာပါအဲ့ဒီဟာလဲလေထိုးလေအောက်လို့အဲ့လိုမျိုးယောဂချမတွေ့ပဲနဲ့နောက်ဆုံးတော့လေထိုးလေအောက်ဖြစ်တယ်ဆိုပြီးတော့လေအဲ့ဒါလေတွေမငြိညွတ်လို့ပေါ့နော်ခန္ဓာကိုယ်ထဲမှာအဲ့တော့လေစားရင်မစားရဘူးဒီခန္ဓာကိုယ်ကလည်းတတိလေးပါငြိညွတ်အောင်ဂရုစိုက်နေရတာပေါ့နော်နောက်တစ်ခုကကြတော့အသက်ရှူတာလေးနဲ့ပတ်သက်ချင်ပြောချင်တာသူနဲ့ connect လုပ်ချင်တယ်ဆိုအလွယ်ဆုံးနည်းကတော့အသက်ရှူတာပဲပေါ့နော်ဟိုတနေ့ကုန် rush ဖြစ်နေတဲ့အရန်နေကိုဟွာလောကတရားလောအချိန်မှာအားမလက်ဖြစ်နေတဲ့ကြားထဲမှာပေါ့နော်လူတယောက်မှာတနေ့ကိုအနာယူရမယ့်အချိန်လေးတစ်ချိန်တော့ရှိတင်တယ်ပေါ့9 maybe 9မိနစ်ပဲဖြစ်10မိနစ်ပဲဖြစ်ပေါ့နော်အဲ့ဒီချိန်မှာဘာမှမလုပ်နဲ့ကိုယ့်ရဲ့သက်ရှူနေတာလေးကိုပဲတိပြီးတော့ဝင်လေထွက်လေရှုမှတ်နေမယ်တော်တော်အဆင်ပြေပြီပေါ့နော်အဲ့လိုမျိုးသူကဝင်လေထွက်လေရှုရင်နဲ့ဘယ်လောက်ထိတိမ်လေရတိမ်မွေးလာလဲဆိုကိုကအဲ့ဒီနှာဒီပြထိတ်မှာအာယုံရှိပြီးတော့ဝင်လေထွက်လေရှုနေတယ်ဆိုအရန်ကိုအာယုံဝင်သားသွားလို့ရှိရင်လေကလုံးဝနှာလေးကိုထိပြီးဝင်သွားတာအစအေးသွားတာအစဘယ်လောက်နူးညံ့တိမ်မွေးလဲဆိုတဲ့အရာလေးကိုခံစားမိပဲပေါ့နော်လေကကြတော့လည်းအရန်ရေးကြည့်တယ်အဲ့တော့တနေ့မှာပေါ့နော်9မိနစ်လောက်ပြေကြတဲ့အချိန်လေးပါတတိလေးကပ်ပြီးတော့ဒီဝင်လေထွက်လေကိုပဲရှုကြည့်အတွေးတွေဝင်လာလို့ရှိရင်ပြန်ခေါ်ဒီနှာခေါင်းထိပ်လေးကိုပဲပြန်ခေါ်ပြီးတော့ထိဝင်တယ်လေချိထွက်တယ်လေအဲ့ဒီဟာလေးကိုပဲအာယုံပြုတ်ပြီးတော့ connect လုပ်ကြည့်ပေါ့နော်လေနဲ့လေအဲ့ဒီဟာလေးကစိတ်အတည်ငြိမ်ဆုံးစေးတစ်ခွက်ပဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်လူတွေမှာဟိုစိတ်ငြိမ်ချမ်းခြင်းနဲ့တည်ငြိမ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီအာယုံကိုတစ်ခုတည်းပဲထားပြီးတော့တရားမှတ်နေလို့ပို့ပဲပေါ့နော်အဲ့ဒါလေးကတရားကျင့်တယ်လို့လည်းပြောတာဒါဒီ topic ကနောက်နေ့မှပြောမယ်တရားကျင့်တာနဲ့ပတ်သက်ပြီးတော့လည်း topic လေးတစ်ခုရှိရဲနောက်နေ့မှအကျေပြန်လေးပြောပြမယ်ပေါ့ဒီနေ့ကလေရဲ့အရေးပါပုံလေနဲ့ connect လုပ်ဖို့အရေးကြီးရဆိုတဲ့အကြောင်းပြီးတော့အသက်ရှူတဲ့နည်းတွေဆိုလည်းအများကြီးရှိရကျမတို့ယောဂတွေဖြစ်တယ်မလားယောဂတွေကိုဒီအသက်ရှူတဲ့နည်းလမ်းတွေနဲ့လည်းကုလို့ရတယ်ပေါ့နော် prana air breathing တို့ဘာလို့အဲ့လိုတွေလည်းအများကြီးရှိရကျမတို့မသိတဲ့ຢာအများကြီးရှိရလောကကြီးမှာအဲ့ဒီဝင်လေထွက်လေကိုပဲရှုပြီးတော့ယောဂတွေကောင်းသွားတဲ့လူတွေလည်းရှုပုံနေတော့ကြွားတာပေါ့နော်သူ့ကိုတောက်ချောက်ရှုတွေဘေးထိပ်ထိရင်ဘက်ဖောင်းရှုထုတ်ပြီးတော့မှပြန်ထုတ်တာလေကိုကုန်းပြန်ထုတ်တာပေါ့နော်ပြီးတော့ဒီ one point ကိုဟို intuition လို့ခေါ်တဲ့ gut feeling ပေါ့နော် intuition ကောင်းအောင်လဲဒီဝင်လေထွက်လေနဲ့ပဲ practice တွေလုပ်ပြီးတော့ intuition ကောင်းအောင်လဲလုပ်ကြရပါပေါ့နော်အကြောင်းလေကလည်းအရင်ရေးကြည့်တယ်နေ့စဉ်အသက်ရှူပါမမေ့ပါနဲ့ဟိုအသက်ရှူဆိုတာလူတိုင်းကတော့အသက်ရှူနေ24နိုင်တော့အသက်ရှူအိတ်နေတဲ့ချိန်တော့အသက်ရှူနေဟာပဲလေနေဒါပေမဲ့တနေ့မှာတတိအတိရှိနဲ့ဘယ်နှစ်မိနစ်လောက်အသက်ရှူလဲပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လေးပြန်မေးကြည့်ပါအချိန်ရတယ်ဆို9မိနစ်လောက်ဖြစ်ဖြစ်တိုင်မာလေးပေးပြီးတော့အကျင့်လေးလုပ်ကြည့်ဒီလိုမျိုးတရားထိုင်လို့ထိုင်ပြီးတော့ဟိုတက်ရှူမှာမဟုတ်ဘူးကိုချိန်ရတယ်လို့အလုံးချိန်မှာပဲဖြစ်ဖြစ်ဟိုထမင်းစားတဲ့ချိန်ပဲဖြစ်ဖြစ်မစားခင်မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးခဏလေးငြိမ်နေပြီးတော့ဒီတိုင်းလေးပဲနှာခေါင်းကိုအာရုံပြုပြီးဝင်လေထွက်လေကိုရှုမှတ်ကြည့်ပါပေါ့ကြာလာလို့ရှိရင်နည်းနည်းစီရင်တော့မတိလာအောင်နောက်တစ်ခါရှုပါများလို့ရှိရင်လူကစိတ်လေးကအရန်တည်ငြိမ်လာလိမ့်မယ်အရန်ကိုအေးချမ်းလာတာကိုတွေ့ရလိမ့်မယ်လေရဲ့ရေးပေါက်ပုံလေးကလည်းလုံးဝကိုအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တာပေါ့နော်ဒါလေးကိုပြောချင်တာကျေးဇူးတင်ပါတယ်